မင်္ဂလာပါ Wash Gallery ပိုင်ဇက်အမှုမှာကြိုဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါဒီနေ့မိတ်ဆက်ရောက်ချပေးမယ်နိုင်လေးက G-Shock DW 6900 MMA Face Blue Color လေးဖြစ်ပါတယ်ခင်ဗျာ Wash Only ကို 98.99 ကြိုး case အသစ်လဲထားတာဖြစ်တဲ့အတွက်အသစ်လိုအတန်လေးရမှာဖြစ်ပါတယ်နိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်ကြိုး case အသစ်လဲထားတာဖြစ်တဲ့အတွက်အသစ်လိုအတန်လေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးရဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးကိုကျွန်တော်အနောက်မှာပြောပြပေးထားပါတယ်ခင်ဗျာဒါလေးကတော့နိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်ကျွန်တော်စီမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Right Express Delivery ကားဂိတ်ရောက်သည့်မြည်သည့်မြို့နယ်ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2530 035 39 955 Fiber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မင်းမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျဒီနိုင်လေးရဲ့ showroom အသစ်ဈေးကတော့4သိန်းခွဲအထက်မှာရှိမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ 98.99 ကြိုး case အသစ်လေးနဲ့အသစ်လိုအတန်လေးကိုတဝက်ဈေးမရှိတဲ့ဈေးနဲ့ကျွန်တော်တန်တန်လေးရောင်းချပေးပါမယ်အနောက်မှာကျွန်တော်ဈေးနှုန်းလေးပြောပြပေးထားပါတယ်ခင်ဗျာဒီနိုင်လေးကို showroom မှာအသစ်ဝယ်ဖို့စဉ်းစားထားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီနိုင်လေးကိုယူပါခင်ဗျာကျွန်တော်ဈေးနှုန်းတန်တန်လေးနဲ့ရောင်းချပေးထားပါတယ်ခင်ဗျာဒီကောင်လေးကိုကျွန်တော်ပို့ကပါပြီး3,98,000ကျပ်ဖြင့်ရောင်းပေးပါမယ်ခင်ဗျာဟုတ်ကဲ့ဈေးနှုန်းလေးက3,98,000ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရောင်းချပေးတော့ G-Shock နိုင်တွေအားလုံးဆက်နှစ်ဘက်ထရီရေဆိုရေစိမ်း6လအာမခံပေးထားပါတယ်ခင်ဗျာ Face Color Blue လေးဖြစ်ပါတယ်ဒီကောင်လေးကအလင်းရောင်အောက်မှာစောင်းကြည့်လို့ရှိရင် Black နဲ့ Blue နှစ်ရောင်ရောင်ပြေးလေးထွက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျာယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Wash Gallery ပိုင်စံအမှုမှာနှွေးထွေးစွာကြိုဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးပါခင်ဗျာ